အားလုံးပဲမင်္ဂလာပါဒါတပွဲကောင်းတွေကိုပွဲကြုံသုံးသက်ပေးနေရဖြစ်ပါတယ်မနေ့ကပေးခဲ့တဲ့ပွဲကတော့စုံပေါ်တော့မရခဲ့ဘူးရှင်နော်ကိုပေါ်တော့ရခဲ့တယ်ဘော်ဒီပိုင်းကတော့မရခဲ့ဘူးအကိုတို့ကိုပေါ်ကစားတဲ့သူတွေကတော့ရသွားလိမ့်မယ်လို့တော့ထင်တယ်ဒီနေ့လည်းပွဲရတာအများကြီးရှိလားဆိုတော့လည်းမရှိဘူးရှင်နော်စီရီ A ပွဲရဲ့စပိန်လာလီဂါပွဲရဲ့အဲ့လိုအသင်းတွေထဲရပဲရှိတယ်နော်ဒါအကိုတို့အတွက်တော့တပွဲကောင်းအနေနဲ့စပိန်လာလီဂါထဲရအစပိန်ကိုနဲ့အလားပဲပွဲစဉ်တွေရွေးချယ်ထားတဲ့ရှင်ဒါသုံးသက်ချက်တွေကိုပြပေးမယ်အစပန်ညူကမနော်ဒီရာဒီမှာတော့ချင်းစန်းကြနေတာတော့တွေ့ရတယ်ရှင်နော်ရှုံးပွဲတွေကလည်း3ပွဲလောက်ရှိတယ်ရှုံးပွဲတွေများနေပေမဲ့လည်းအစ်စ်တွေရမှတ်ပိုင်းကြီးကြတော့ဒီကောင်းတဲ့ထဲမှာတော့တွေ့ရတယ်အင်ကွင်းရဲ့ရားလက်တွေမှာဆိုရင်လည်းပေါ့နော်ဒီအကောင့်တွေထဲမှာတော့ရှိနေတယ်ရှင်ဘက်တစ်နဲ့ဒီကစားခဲ့တဲ့အလားဘက်ကပေါ့နော်2-1နဲ့တော့နိုင်ခဲ့တယ်ဒီအသင်းကလည်းပေါ့နော်ရားမှတ်တွေအစ်စ်တွေကောင်းနေပေမဲ့လည်းပွဲတစ်ခုချင်းစီရဲ့ဒီရားလက်ပိုင်းတွေကတော့သိပြီးတော့မကောင်းနေဘူးရှင်ပြီးတော့လည်းအဝေးကွင်းရဲ့ဒီဇယားမှာတွားကြည့်ရမယ်ဆိုရင်လည်းအဆင့်တွေရမှတ်တွေကဟိုအောက်ဆုံးမှာတော့ရှိနေနေရှင်အဲ့ဒါကြတော့ဘယ်လိုပြောမလဲအဝေးကိန်းပိုင်းမှာတော့တိတ်ပြီးတော့အားနည်းနေရတော့တွေ့ရတယ်လို့ပြောရမှာပေါ့နော်ကြီးထဲမှာကြတော့ဒီအပြည့်ရှုံးတဲ့6ပေါင်းကနှလုံးပြည့်ရှုံးနေတော့ဒီပေးထားတယ်အစပန်ကိုပေးထားတဲ့ကြေးတန်းကတော့ဗောနော်ဒီအနှုတ်ပတ်မှာတော့ရှိနေတယ်ရှင်နော်ကြေးအောင်ပါမှာအဲ့တခုတော့ကြည့်ရမယ်ရှင်ဒါကတော့ဒီဘက်ကိုအောက်ကိုတော့ပိုကြိုက်တယ်ရှင်နော်ဘော်ဒီကစားရတာကြိုက်တဲ့အကူတွေအတွက်ကတော့ဗောနော်အစပန်ကိုဘော်ဒီကိုတော့တရားရွေးချယ်ပေးထားတယ်ရွေးချယ်စီကနှစ်ခုတော့တရားပေးထားတယ်ကိုအောက်ရဲ့နောက်ပြီးအစပန်ညိုဘော်ဒီရဲ့အကိုတို့ကြက်ရည်သုံးလို့ရပါရှင်မကြိုက်ဘူးဆိုရင်လည်းပတ်ကန်နိုင်ပါရင်နော်ပြီးတော့ပွဲရတဲ့တခြားပွဲစဉ်တွေလည်းရှိတဲ့အတွက်အကိုတို့စိတ်ချရွေးချယ်လို့ရပါတယ်ရှင်ကဲဒီနေ့အတွက်တော့ဒါဒီလောက်နေပြီလာချင်ပါတယ်နောက်နေ့ဒီကြရင်လည်းဒါသုံးသက်ချက်ကောင်းနေနဲ့ပြန်လာခဲ့ပါအောင်ရှင်